social sharing နဲ့ပတ်သက်ပြီးတော့ဒီကောင်းပြပြီးတော့ပြောပြပေးမယ်သူရဲ့ content area မှာဆိုသင်ခန်းစာ lesson တွေနဲ့ဘာတွေပါလဲဆိုလို့ရှိရင် civil and government က 50% နဲ့ US history က economy က 15% နဲ့ geography and the world ကကြတော့ 15% ဆိုပြီးတော့ပါတယ်အဲ့ဒီမှာ US history civil and government မှာကြတော့သူကဘာပါလဲဆို government နဲ့နော် electoral system နဲ့ role of the citizen ပြောမယ်ဆိုလို့ရှိရင် US အစိုးရရဲ့နောက်ပြီးတော့သူတို့ရွေးကောက်ပွဲကိစ္စပေါ့ရွေးကောက်ပွဲကိစ္စတွေပတ်သက်တဲ့ system တွေရဲ့နောက်တစ်ခါနိုင်ငံသားဖြစ်ခွင့်အခွင့်အရေးအစီအစဉ်တွေပေါ့အဲ့ဒါတွေအားလုံးပါတယ်နော်အဲ့တော့ US history နဲ့10%ကကြတော့ American Revolution ပါမယ် Civil War ပါမယ်နောက်ပြီးတဲ့အခါမှာ modern area အနေနဲ့ကကြတော့ industrialization ရဲ့နောက်က immigration ရဲ့နောက်တစ်ခါ Cold War ပါမယ် movement of the equal right ပါမယ် movement of the equal right ပါမယ်အခုnormal နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ economy compact system ပါမယ် government economy ပါမယ် labor and customer economic issue တွေပါမယ်နောက်တစ်ခါ geography နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ဘာပါမလဲဆိုလို့ရှိရင် 150% ကကြတော့သူက major state ပါမယ် history ပါမယ် relationship among the resource တွေပါမယ် environment တွေပါမယ် society တွေပါမှာဖြစ်တယ်เนาะအဲ့ဒါကပါဝင်တဲ့ခန်းကဏ္ဍတွေဖြစ်တယ်နောက်တစ်ပိုင်းနောက်ထပ်ဆက်ပြီးတော့ပြောလာပြီ